အာရကတက်တော်အေထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ကမင်းပြားမျိုးနဲ့ပေါက်တော်မျိုးတွေကိုရှေးဟောင်းပါဠိအမည်တွေဖြစ်တဲ့ဣဇနပူရနဲ့ဝီရဌာနီဆိုပြီးနာမည်ပြောင်းလဲဖို့ပြင်ဆင်နေတဲ့ကိစ္စရပ်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ရခိုင်မျိုးသားအဖွဲ့ချုပ် UNL မင်းများခရိုင်တာဝန်ရှိသူတွေရဲ့အဆိုအရဒေသရဲ့တမိုင်းနဲ့ယဉ်ကျေးမှုကိုထင်ဟပ်စေမဲ့နာမည်အသစ်တွေကိုဗဟိုကသဘောတူညီထားပြီးဖြစ်ကြောင်းသိရပြီးပြီးခဲ့တဲ့ဇူလိုင်လ၁ရက်နေ့ကလည်းဒီနာမည်အသစ်တွေကိုဂုဏ်ပြုတဲ့တစ်ပင်စိုက်ပျိုးရေးပွဲတွေကိုအဆိုပါမျိုးနယ်တွေမှာပြုလုပ်ခဲ့ကြပါတယ်။ဒီလောက်ရက်ပေါ်မှာစစ်ကောင်စီဘက်တော်သားဝါရဖြန့်ချီသူတဦးဖြစ်တဲ့ကျော်မျိုးမင်းကမင်းများနဲ့ပေါတိုးကိုနာမည်ပြောင်းမယ်ဆိုတာသူတို့လှုပ်ချင်တာတွေရှောက်လုံနေကြတာ။ဘာစိတ်ကူးနဲ့ပြောင်းမှုလုပ်ကြတာလဲ။တခါတလေကျရင်ဒီကောင်တွေကြောင်ကုန်ကြပြီလား။ကောက်ကုန်ကြပြီလားဆိုပြီးဝေဖန်ခဲ့တယ်လို့အာရခတက်တော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တယောက်ကြောင်နေပြီလို့ပြစ်တင်ရှုံချခဲ့ပါတယ်။အစင်လာရတရားဝင်သုံးဆွဲလာခဲ့တဲ့မြို့နာမည်တွေကိုအခုလိုရုတ်တရက်အစ်စ်လဲတာဟာဒေသရဲ့သမိုင်းကြောင်းနဲ့ပြည်သူတွေရဲ့မှတ်ဉာဏ်ကိုဖျောက်ဖျက်ဖို့ကြိုးစားတာဖြစ်တယ်လို့သူကထပ်မံဆွဆွဲထားပါတယ်။ဒါ့အပြင်လက်ရှိရခိုင်ပြည်နယ်အတွင်းမှာပြည်သူတွေဟာစစ်ဘေးဒဏ်ကုန်စည်နှုန်းကြီးမြင့်မှုငွေသားရှားပါမှုတွေနဲ့စားဝတ်နေရေးအလွန်ကျပ်တဲနေတဲ့အချိန်မှာအနေနဲ့အရေးမကြီးတဲ့မြို့နာမည်ပြောင်းလဲရေးကိစ္စတွေကိုပဲအချိန်ကုန်ခံလှုပ်ဆောင်နေတာဟာလက်တွေ့မကျတဲ့ကြောင်တောင်စိတ်ကူးတွေဖြစ်တယ်လို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ခေါင်းဆောင်မှုအပေါ်ပုဂ္ဂိုလ်ရေးအရာပါပုတ်ခတ်ဝေဖန်ထားတာကိုတွေ့ရပါတယ်။မင်းများမြို့ကိုစီးဆင်းနေတဲ့လေးမြို့မြစ်ရဲ့ရှေးဟောင်းအမည်အစ္စနာမြစ်ကိုအစွဲပြုတာဖြစ်ပြီးပေါတော်မြို့ကိုတော့စစ်ကောင်စီရဲ့ထိုးစစ်ကိုတတိရှိခုခံခဲ့တဲ့ရဲရင်သူတို့ရဲ့မြို့ဝီရဌာနီလို့အတိတ်ပဲရတဲ့အတွက်ရခိုင်တို့ရဲ့အမျိုးသားရေးဂုဏ်သိက္ခာကိုမြင့်တင်တာဖြစ်တယ်လို့တုံ့ပြန်ကြပါတယ်။လက်ရှိမှာတော့အာရခတက်တော်အနေနဲ့ဒေတာတွင်အုပ်ချုပ်ရေးပညာရေးကျန်းမာရေးတရားစီရင်ရေးအစရှိတဲ့အရေးကြီးတဲ့ကဏ္ဍတွေအပြင်ဗန်လုပ်ငန်းနဲ့ထီလုပ်ငန်းတွေအထိပါအောင်မြင်စွာခြေလှမ်းစတင်ပြီးစနစ်တကျအကောင့်ထဲပေါ်ဆောင်ရွက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်လဲမင်းများမြို့ကိုအစ္စနပူရပေါတော်မြို့ကိုဝီရဌာနီလို့အမည်ပြောင်းလဲတာဟာရခိုင်တို့ရဲ့အမျိုးသားရေးဂုဏ်သိက္ခာနဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးရန်ရာအောင်မြင်မှုကိုပုံမူထင်ဟပ်စေတယ်လို့ထောက်ခံသူတွေကရှုမြင်နေကြတာပါ။